Okay အဲ့တော့ तू ကဒီ US ပဲ တမင်ဒီ state ကိုပြီးသေးလား ဆက် carry on you are reading The area we're talking about is over 1/3 of the state. Okay 3 ကြောင်းချင်းသွားလိုက်မယ်နော်ဒီ US Fish and Wildlife Service က have prepare ပြင်ဆင်ပြီးသွားပြီ a plan စီမံကိန်းတစ်ခုကို to introduce grizzly bear into a few part of my district ဆိုတော့ငါပြည်နယ်ရဲ့နော်ကြီးမားတဲ့အပိုင်းတစ်ခုစီကို grizzly bear တွေကို introduce နော်မိတ်ဆက်မှာပေါ့နော်ထည့်မှာပေါ့ Let me explain ရှင်းပြခွင့်ပြုပါ to the members တွေကိုရှင်းပြခွင့်ပြုပါတဲ့ This would affect a significant portion of the state of Idaho ပြည်နယ်ရဲ့နော်ထင်ရှားတဲ့အပိုင်းကြီးကိုထင်ရှားတဲ့ portion တစ်ခုလုံးကြီးကို would affect ဆိုအကျိုးသက်ရောက်မှုရှိလိမ့်မယ်ဆိုတာကိုတဲ့ငါကတဲ့ members တွေကိုရှင်းပြပါရစေတဲ့ The area we are talking about is over 1/3 of the state တဲ့အဲ့ကြတော့ဒီငါတို့ပြောနေတဲ့ပေါ့နော် area ကြီးကဘယ်လောက်ကျော်လဲဆိုရင်ပြည်နယ်ရဲ့3 ပုံ 1 ပုံကျော်ရှိတယ်တဲ့ကဲ okay အဲ့3ကြောင်းရလား Yeah, very true. Okay နောက်ထပ် just to give ကနေပြောဒီမှာတစ်ကြောင်းနော်နောက်ထပ်တစ်ခုက ဧကကြီးကတစ်ကြောင်းဒီမှာဆိုတော့ Idaho ကြီးကတစ်ကြောင်းကဲဒီ3ကြောင်းဒီ4ကြောင်းဒီဖတ်လိုက်ပါအောင်ဒါက bios လို့ထွက်မယ်နော် just to give member an idea ရတယ်သမီးဖတ်ပါအောင် just to give member Just to give member an idea about how big this area is, let me give a comparison. In this area, we could fit the states of Connecticut, Delaware, Maryland, Massachusetts, New Hampshire, Vermont, and Rhode Island, and still have an over million unfilled acre. You should be aware that the area they are talking about contains many populated villages, including the area around the University of Idaho. Moreover, the border of the grizzly bear recovery area runs very close to Bios. Okay. အဲ့တော့ तू ကပြည်နယ်ရဲ့3 ပုံ 1 ပုံရှိတယ်တဲ့ just to get member တွေကို तू ပေးချင်တာက an idea တစ်ခုပေါ့နော် about how big this area is ဒီ area ကြီးဘယ်လောက်ကြီးသလဲဆိုတဲ့အကြောင်း member တွေကို तू က idea ပေးချင်တာပေါ့နော် let me get a comparison ငါ့ကိုနှိုင်းယှဉ်ခွင့်တစ်ခုပေးခွင့်ပြုပါပေါ့နော်နှိုင်းယှဉ်မှုတစ်ခုပြုခွင့်ပေးပါပေါ့နော် in this area မှာ we could fit the state or Connecticut ဒီသူပြောတဲ့ဒီ 1/3 of the state ကြီးမှာသူထည့်ထားတာကတဲ့ Connecticut ထည့်ထားတယ် Delaware ထည့်ထားတယ် Maryland ထည့်ထားတယ် Massachusetts ထည့်ထားတယ် New Hampshire ထည့်ထားတယ် Vermont ထည့်ထားတယ် Rhode Island ထည့်ထားတယ်အဲ့တော့ state have over a million unfilled acre အဲ့တော့ဒီမဖြစ်ရသေးတဲ့ acre ပေါင်းက1 သန်းကျော်ရှိသေးတယ်တဲ့ကဲရန်ကုန်ထည့်ထားတယ်မွန်ပြည်နယ်ထည့်ထားတယ်ကချင်ပြည်နယ်ထည့်ထားတယ် and then ပေါ့မပြည့်ရသေးတယ်ဆိုတာဒီကချင်ပြည်နယ်နဲ့စကိုင်းတိုင်းကြားထဲကလာတော့ရိုင်းနေရတွေဆိုရင်မထည့်မပြောဘူးပေါ့နော်ကချင်ပြည်နယ်ကဘလောက်အကျယ်ဝင်းဘလောက်စကိုင်းတိုင်းကအကျယ်ဝင်းဘလောက်ဆိုပြီးတော့ပြောမှာဒါပေမဲ့အဲ့ဒီပြည်နယ်တွေပါပေမဲ့လဲဥပမာပြောရနော် stay have over a million and 50 acre မပြည့်ရသေးတဲ့ acre က1 million တစ်ခုတောင်ကျော်တယ်တဲ့ you should be aware that မင်းကသတိပြုမိတင်တယ် the area they are talking about contain many populated region အဲ့ကြတော့ငါတို့ပြောနေတဲ့အရာတွေမှာတဲ့ဒီ area တွေပါနေတဲ့ငါတို့ပြောနေတဲ့အရာတွေမှာပါနေတဲ့ area တွေက many populated region အရန်ကိုဘာဖြစ်တာလဲဆိုရင်လူသိများတဲ့ region တွေဖြစ်တယ် including the area around the University of Idaho University ရဲ့ပတ်ဝန်းကျင်နယ်မြေလဲပါတယ်ပေါ့နော် moreover ဒါအပြင် the border of grizzly bear recovery area ဒီ grizzly bear တွေကိုဟလာ recovery area အဖြစ်နန္ဒမိတ်စီးမြစ်ကဘယ်သူနဲ့ကပ်နေလဲဆိုရင် very close to bios နဲ့ကပ်နေတယ်ဥပမာရန်ကုန်တိုင်းနားလေးထိပေါ့နော် grizzly bear တွေကိုမွေးမယ်ဆိုရင်သူကအဲ့ဒီ grizzly bear ရဲ့ border ကြီးကဘယ်သူနဲ့ကပ်နေလဲဆိုတော့ရန်ကုန်တိုင်းနဲ့ကပ်နေတယ်အဲ့ဒီ bios ကအရန်ကိုဘာဖြစ်တာလဲဆိုရင် crowded ဖြစ်တဲ့နေရာလို့ပြောချင်တာပေါ့နော်အဲ့လိုနေရာနဲ့ကပ်နေရလို့သူကဆိုလိုချင်တာပေါ့အဲ့ဆိုဒီ first paragraph ကိုသမီးရသလားရပါတယ်ရှင် Okay အဲ့ဒါဆိုရင် scan paragraph ကိုသွားမယ်သမီးဘယ်တော့လောက်ဖြစ်မှာလဲ
မပြောတတ်သေးဘူးရှင်ဒါပေမဲ့ဒီနှစ်တည်းတော့အသေးဖြေမယ်လို့စဉ်းစားထားတယ် အေးပါဟုတ်ပြီ the grizzly bear ဒီ is a huge နော် is a huge ဟာလာကြီးမားပြီးတော့ dangerous animal ပေါ့နော်ကြီးမားပြီးတော့အန္တရာယ်ရှိတဲ့တိရစ္ဆာန်ဖြစ်တယ် which makes ဒါလေးကနည်းလို့ပြောလိုက်တော့မယ်နော် which makes for x a huge and dangerous problem အဲကြတော့ तू ကဘာလဲဆိုရင်ငါတို့အတွက်ကြီးမားပြီးတော့ပြဿနာဟာလားအန္တရာယ်ရှိတဲ့ပြဿနာကိုလည်း तू ကလှုပ်တတ်တယ်ကြီးမားပြီးတော့ပြဿနာရှာတတ်တယ်ပြဿနာရှိတဲ့အကောင်ဖြစ်တယ်ပေါ့နော် the grizzly bear is a predatory ဒီဘာလဲဆို predator နေလာတာပေါ့နော် predatory ဆိုတာတားကောင်လိုက်တဲ့မုတ်ဆိုးပေါ့မမ်မဲဆိုတော့ဒီမုတ်ဆိုးကမှနှုတ်တိုက်တရဝါဖြစ်တယ် and provoke ဆိုတာလှုပ်ဆော်တာ and provoke or and provoke ဆိုတာလှုပ်ဆော်သည်ဖြစ်စေမလှုပ်ဆော်သည်ဖြစ်စေပေါ့နော်သူကကြတော့ရန်စသည်ဖြစ်စေရန်မစသည်ဖြစ်စေတို့ရန်စသည်ဖြစ်စေရန်မစသည်ဖြစ်စေပေါ့နော် it can move very quickly to visually ဆိုတာအပြင်းအထန်ပဲเนาะ extremely ပဲအပြင်းအထန်ကို attack လုပ်တယ် a human or an animal နော်လူတစ်ယောက်ပဲဖြစ်ဖြစ်တိရစ္ဆာန်တစ်ကောင်ပဲဖြစ်ဖြစ် तू ကရန်စခံရသည်ဖြစ်စေရန်စမခံရသည်ဖြစ်စေလှုပ်ဆော်သည်ဖြစ်စေလှုပ်မဆော်သည်ဖြစ်စေ तू ကအမြန်ကိုရွှေ့လျားနိုင်ပြီးတော့ဟလာတကယ်ကိုပြင်းပြင်းထန်ထန် human တွေ animal တွေကို attack တိုက်ခိုက်တယ် in addition ဒါအပြင် the grizzly has special dietary need လုံးဝကို तू က diet က special diet လိုအပ်တာပေါ့နော် special diet လိုအပ်တယ်ဆိုတော့တခြားမြောက်ကလေးတွေလိုပါဖြစ်တာလဲဆိုရင်ငါပြောသီးလေးကျွေးရုံနဲ့ तू ကပြီးသွားတဲ့ကောင်လေးမဟုတ်ဘူး just one of them require between 10 and 168 square mile of land to live on ကျတော့အဲ့ဒီမှာနေဖို့ကလည်း land ကလည်းဘယ်လောက်လိုလဲဆိုရင်10 mile ကနေပေါ့နော်10 square mile ကနေ168 square mile ဒီလိုတယ် depending upon the amount of food there is in the area အဲ့ဒီ area မှာရှိတယ်ဟလားစားစာပမာဏပေါ်မှာမူတည်ပြီးတော့10 square mile ကနေပြီးတော့10 square mile ကနေ160 square mile ဒီလိုတယ်ဆိုတာကသူကဝက်မှာပေါ့နော်နေမျိုးလေးတစ်မျိုးလောက်အနေထားမှာသူ့အနေခိုင်းနေဆိုပါစို့အဲ့ဒီမှာ amount of food ရှိနေတဲ့ဟာ enough for ဟလား enough for him ဖြစ်နေတဲ့ရွှေရတော့သူကအဲ့ကနေမသွားအောင်မရှိဘူးတကယ်လို့အစာမရှိတော့ဘူးဒီ special dietary need တွေသူ့အတွက်မလုံလောက်ဘူးဖြစ်သွားတဲ့အခါမှာသူကသွားမှာပဲမန်းလေးနဲ့ရန်ကုန်လောက်လဲသွားမှာပဲပေါ့သူ့ရဲ့ဘာဖြစ်တာလဲဆိုရင်သွားနိုင်စွမ်းချက်ထင်နိုင်စွမ်းကများတယ်လို့ပြောတာကျတော့ဒီ scan paragraph မှာလဲတမီးများတဲ့နေရာရှင်ပြောပါဦးရပါ အဲ့ဆိုနံပါတ်3ကိုနံပါတ်3က you လက်ကဲနံပါတ်3ကိုဖတ်ပြီးတော့တမီး teacher ကိုရှင်းမယ်နံပါတ်3ကိုရှင်းမယ်မရတဲ့ meaning ကိုပြောဖတ်ရင်းနဲ့မရတဲ့ meaning ကိုပြောသွား Bringing back the unpredictable grizzly bear means the people will not be able to behave or walk in a way that they used to in this part of the Idaho. Roads normally open will have to be shut down. Hiking trails will be restricted. Camping areas will be closed. Hunting will be restricted. Livestock and logging practice will be dramatically altered. Bringing back the grizzly bear is like really allowing wildlife to take over. Okay, ကြတော့ fact sentence ကိုတမီးကဒီ third paragraph ရဲ့ fact sentence ကိုမြန်မာလိုပြောကြည့်ပါဦးနားလည်သလောက်လေးပေါ့ The grizzly bear တွေကိုပြန်ပြီးတော့ဒီနေရာကိုပြန်ခေါ်လိုက်မယ်ဆိုလို့ရှိရင်people will not be able to behave အရင်တော့အဲ့လိုမျိုးနေလို့မရတော့အရင်တော့အလုပ်လုပ်လို့မရတော့ Okay ဒီကအကြောင်း scan sentence road normally open road normally ခွင်နာလမ်းနေရwill be shut down ပြန်ပေးရမယ် hiking trail will be restricted hiking trail ကဘာလို့ပြောလဲတောင်တက်တာပေါ့တောင်တက်တဲ့လမ်းကြောင်းနေတောင်တက်တဲ့လမ်းကြောင်းနေတောင်တက်လို့မရတော့ဘူးလို့ပြော restricted တောင်တက်တဲ့လမ်းကြောင်းကြီးလည်းကန့်သက်ခြင်းခံရတော့မှာ okay camping area campingလုပ်လို့မရတော့ဘူး camping area will be closed ခံရတော့မှာပိတ်ထားမယ် restricted
အမဲလိုက်တာကိုလည်းတားမြစ်ထားမယ် livestock and logging practice sporadic ဆိုတော့ဒီမွေးမြူရေးတွေနဲ့တစ်ထုတ်လုပ်ရေးတွေလုပ်တဲ့အရာတွေကလည်း will be dramatically လုံးဝကိုတိတိတတ်တာထင်းထင်းရှားရှားကိုဘာဖြစ်သွားမှာလဲဆို order ပြောင်းလဲသွားမှာ bring back the grizzly bear တွေကိုပြန်ထည့်လိုက်ခြင်း is really like allowing wildlife to take over ဆိုတော့တာရဲတိရစ္ဆာန်တွေကိုဘာဖြစ်တာလဲဆိုရင်ဟိုပါပေါ့နော်တာရဲတိရစ္ဆာန်တွေကိုအသက်သွင်းပေးလိုက်တယ်လို့မျိုးပေါ့ခွင့်ပြုလိုက်တာမျိုးဖြစ်သွားမှာတဲ့အဲ့တော့ number 3 paragraph မှာကဟလာ bringing back the unpredictable grizzly bear ဆိုတာ unpredictable ဆိုတာကမခန့်မှန်းနိုင်တဲ့နော်ခန့်မှန်းလို့မရအောင်သူတို့ကောင်းနေရလို့လည်းခန့်မှန်းလို့မရအောင်စိုးနေရလို့လည်းခန့်မှန်းလို့မရအောင်အဲ့ဒီကောင်းနေစိုးနေတယ်လို့ခန့်မှန်းလို့မရနိုင်တဲ့ grizzly bear တွေကပြန်ပြီးတော့ bring back လာမယ်ဆိုရင်အဓိပ္ပာယ်ရတယ် people they will not be able to behave or work in the way they use in this part of Idaho ပြည်နယ်မှာသူတို့လုပ်ခဲ့တဲ့နည်းလမ်းတွေအတိုင်းအလုံးလုံးလို့တွေနေထိုင်လို့တွေမရတော့ဘူးဒီပုံမှန်အပြင်ပွင့်ထားတဲ့လမ်းတွေကလည်း shut down လုပ်လိုက်ရတော့မှာ hiking trails တွေကလည်းတောင်တလမ်းကြောင်းတွေကလည်း will be restricted ငှက်တက်ခြင်းခံလိုက်ရမှာပေါ့နော်ဒီတောင်မတက်နဲ့ဟိုတောင်မတက်နဲ့ပေါ့နော်အဲ့တော့မှမသိကြဘူး camping area တွေကလည်း will be closed ပေါ့တော့ထဲမှာ camping လေးလုပ်နေတော့ဘောဝင်ကြီးကဘွားကနေပေါ်လာမှာပေါ့နော်တော့ close မလုပ်ရင် handy will be restricted livestock and lodging practices were dramatically တိတိတတ်တာ dramatically ဒီနေရာမှာတိတိတတ်က order ပြောင်းလဲသွားမှာပေါ့နော် bring back the grizzly bear the is really like allowing wildlife take over ဆိုတော့ဒါလဲဆိုရင်တိုင်းတိရစ္ဆာန်တွေရဲ့ပေါ့နော်တိုင်းတိရစ္ဆာန်တွေကိုလွှဲအပ်ပေးလိုက်တာမျိုးပေါ့ခွင့်ပြုပေးလိုက်တာမျိုးတိုင်းတိရစ္ဆာန်ဇက်ကိုအသက်သွင်းလိုက်တာမျိုးပေါ့နော်တကယ်ကိုဖြစ်သွားမှာပေါ့ကဲဟုတ်ပြီ fourth paragraph ကိုကြည့်ရအောင် Okay, it's well known that the grizzly bears are often violent toward humans and animals. Humans နဲ့ animals တွေကိုမကြာခဏ violent လုပ်တာကတကယ်ကိုလူသိများတယ်ပေါ့နော် While settlers may have recognized the beauty of these animals. ကျတော့ဒီအခြေစိုက်နေထိုင်တဲ့သူတွေကဒီ animals တွေရဲ့အလှပတရားကိုလည်းသိရှိပြီးသားပဲ They also understood the horrible threat they pose. သူတို့ရဲ့ဘာဖြစ်တာဆိုတော့they post သူတို့ရက်နေစဉ်မှာကိုပဲသူတို့ကဘာဖြစ်တာတော့အဲ့ဒါ horrible threat ဆိုတာသူတို့နားလေတယ်လှပတရားရှိတာလို့လည်းသိပါတယ်သူတို့ရက်နေတာကဘာဖြစ်တာလဲဒီလူတွေက they ဆိုတာ refer to human တွေက understood နားလေခဲ့တယ် the horrible သူတို့ကြောက်စရာကောင်းတယ်ရက်နေတာကကြောက်စရာကောင်းတာ at that time there was no federal act to keep them from killing this animal ဒီတိရစ္ဆာန်တွေကိုတတ်ချင်းကနေပြီးတော့လဲဘာဖြစ်တာလဲဆိုရင်keep them လို့ federal act မရှိဘူးတိရစ္ဆာန်တွေကိုအဲ့တိရစ္ဆာန်တွေကို federal act ထဲမှာမတတ်ရဘူးပေါ့နော် thank goodness ဘာဖြစ်တာလဲဆိုရင်ဘုရားသခင်လူတော်ပဲပေါ့နော် Louis Nicholas က describe ပြောထားတယ်ဖော်ပြထားတယ် in their journal ဒီမှာ that absolute terror လုံးဝကိုကြောက်စရာကောင်းတဲ့ဖြစ်ရပေါ့နော် terror that they and that Indian ဆိုတာသူတို့ရဲ့အဖော်တွေဒီမှာပေါ့နော် Canadian shit hunters တွေဒီမှာပေါ့နော်တောထဲမှာသွားတယ်နော် Indians တွေကလမ်းပြတာတို့ပါလို့ရှိရလေနော် they and the Indians တွေရတယ် have for these animals ဒီတိရစ္ဆာန်တွေနဲ့တွေ့ကြရတာတကယ် absolute terror ဖြစ်တယ်ဆိုတာကို journal ထဲမှာဖော်ပြထားတယ်တဲ့ how difficult it was to kill a grizzly ဒီ grizzly လေးတွေကိုတတ်ဖြစ်ဖို့ဘယ်လောက်ခက်တယ်လဲဆိုတာလည်းဖော်ပြထားတယ် even with a refuse fire from their 18th century gun 18th century ဒီပေါ့နော်18ရာစုတနက်တွေကနေပြီးတော့ fire ပစ်တယ်ပေါ့နော်အစပေါင်းများစွာပစ်တော်လဲပဲပစ်တာတော့မှဒီ grizzly တကောင်ကိုသူတို့တတ်ဖို့ဘယ်လောက်ခက်တယ်လဲဆိုတာကိုဖော်ပြထားတယ်တဲ့ဒါဆိုရင် first paragraph ကိုနားလည်လားဟုတ်ပါ Okay, first paragraph ကိုဆိုရင်ဓမ္မအလဲပြီးတော့တနည်း fish paragraph ကိုဖတ် when I present next to the fish and each year ဒီဖတ် When I presented to the Fish and Wildlife Service this type of concern about human risks, they too recognize the danger of the grizzly bears in the past few years because more people are vacationing in our forests and lands. Attacks have increased. Even with this plan, the Fish and Wildlife Service estimate that there could be about 1 human injury or death each year. ဟုတ်ပြီသူကဒီမှာ Fish and Wildlife Service ကိုသူကတင်ပြတော့မှာ
These styles are concerned about human rights တဲ့လူသားတွေရဲ့ဘာဖြစ်တာဆိုစွန့်စားမှုအကြောင်းနဲ့ပတ်သက်တဲ့အမျိုးအစားတွေကိုတဲ့ wildlife service နဲ့ fish ကိုလည်းငါတင်ပြတော့ခါတဲ့ they do recognize သူတို့ကလည်းသဘောပေါက်တဲ့သဘောပေါက်မယ်ပေါ့နော်သဘောပေါက်ခဲ့ကြတယ် the danger of grizzly bear ရဲ့အန္တရာယ်ကိုသဘောပေါက်ခဲ့ကြတယ် in the past few years ဒီလွန်ခဲ့တဲ့နှစ်နဲ့ငယ်တွင်မှာ because ဘာကြောင့်လဲဆိုရင် more people are vacationary ဆိုတာအားလျက်ထွက်တာပေါ့နော် in our forest နဲ့ lands တွေထဲမှာလူတွေကပုတ်ပြီးတော့ထွက်တဲ့အခါမှာ attack had increased တိုက်ခိုက်မှုတွေကပို့ပြီးတော့မြင့်တက်လာခဲ့တာ even with this plan အဲ့ဒီအစီအစဉ်နဲ့ဆိုရင် the Fish and Wildlife Service က estimate ခန့်မှန်းတယ် that they could be about 1 human injury or death each year နှစ်စဉ်နှစ်တိုင်းလူသားအန္တရာယ်ရတော့ပေါ့နော်ဒဏ်ရာရတာပဲဖြစ်ဖြစ်သေဆုံးတာပဲဖြစ်ဖြစ်ဟလားဖြစ်မယ်ဆိုပြီးတော့ဒီ wildlife service က estimate ဆိုတာခန့်မှန်းခဲ့ကြတယ်တဲ့အဲ့ကြတော့သူတို့မသိတာမဟုတ်ဘူးငါကဒီလိုတင်ပြတဲ့အခါမှာသူတို့လည်းဒီ grizzly bear ရဲ့ danger ကိုသူသိတယ်သူတို့သဘောပေါက်တယ်ဒီ past few years မှာ vacationary မှာ in our forest နဲ့ land တွေမှာသွားရင် attack တွေကလည်းလူတွေရောက်လာလေသူတို့ရဲ့ attack ကပို့ပြီးတော့ increase ဖြစ်လေပဲဒီလိုပုံစံနဲ့လာသွားရင် wildlife တွေကလည်း service estimate တွက်ချက်ထားတယ်ဟလား human injury နဲ့ dash ကတော့တစ်နှစ်ကိုပဲဖြစ်တာတော့အနည်းဆုံးတစ်ခုလောက်တော့ဖြစ်မှာပဲလို့တွက်ချက်ထားပြီးသားသူတို့ကသိတယ်ပေါ့ကွာသူတို့မသိလို့လုပ်တာမဟုတ်ဘူးပေါ့သူတို့သိရတဲ့နဲ့ဒီ grizzly bear တွေကိုထည့်မှာလို့ပြောချင်တာအဲကြတော့ let me say for the record ဒီမှတ်တမ်းအရာကျွန်တော်ပြောခွင့်ပြုပါ Mr. Speaker not one human dash or injury resulting from a grizzly bear attack ဒီ grizzly bear attack ကနော်ဒီဝဝင်တကောင်ရဲ့တက်ခိုက်မှုကနေပြီးတော့ results ရလက်ကနေပြီးတော့ဖြစ်လာတဲ့ death တွေ injury တွေကို is expectable ဆိုတာလက်ခံနိုင်တဲ့လူသားတစ်ယောက်မှမရှိဘူး not နဲ့ညင်းထားတာ subject ကိုညင်းထားတာဥပမာ everyone doesn't slap me လူတစ်ယောက်မှငါ့ကိုမချစ်ဘူးလို့ပြောချင်တာဒါမှမဟုတ်ရင်အဲ့လိုမရေးချင်နဲ့ no one love me ဘယ်သူမှငါ့ကိုမချစ်ဘူးလို့ပြောတာအဲကြတော့ဒီမှာ grizzly bear ကနေပြီးတော့တိုက်ခိုက်ခြင်းကနေပြီးတော့ result ဖြစ်လာတဲ့ human တွေရဲ့ death တွေနဲ့ injury တွေကိုလက်ခံနိုင်တဲ့သူက to this congresswoman ဒီ congresswoman မှာလက်ခံနိုင်တဲ့သူတယောက်မှမရှိပါဘူး in fact တကယ်တမ်းတော့ it should not be acceptable to anyone who values human life လူသားရဲ့ဘဝကိုတန်ဖိုးထားတဲ့သူတိုင်းကလည်းလက်မခံသင့်ပါဘူးတဲ့ဒီ grizzly bear တွေကို introduction လုပ်တဲ့ဟာအဲဆိုဒီ6ပိုင်းတော့နားလည်လား နားလည်ပါတယ် okay အဲဆိုရင် second paragraph ကိုပြီးသလောက်သွားမယ်ပေါ့နော် Access from final environment impact statement EIS ရဲ့အဓိပ္ပာယ်ဒီ environment impact statement release in reintroduction of grizzly bear in the Belarus ecosystem in western Montana and central Idaho 2000 by the US Fish and Wildlife Service ကပြန်ပြောတာဒါတော့ဟိုပြီးသွားရင်သူကပိတ်သွားမယ်ပေါ့နော်ဆိုရင်ကျမတို့ပြန်ဝင်ခဲ့ပေးပါဆက်ရှင်မယ်နော် The purpose of reintroducing grizzly တွေကို introduce လုပ်တဲ့ရွယ်ချက်က would be ဖြစ်လိမ့်မယ် to enhance ဆိုတာကဘာလို့တာလဲဆိုရင်ဟိုပါပေါ့နော်တိုးမြင့်တာပေါ့နော် develop ပါပဲ to enhance the species of potential နော် potential ဆိုတာဒီမျိုးစိတ်တွေရဲ့နော်အလား for recovery in the lower 48 states ဆိုတော့ဒီအောက်ပိုင်း48ပြည်နယ်မှာဒီမျိုးစိတ်တွေရဲ့ potential for recovery ပြန်ပြီးတော့ထိန်းသိမ်းတာအတွက်တိုးမြင့်ရန်ဖြစ်ပါလိမ့်မယ်တဲ့ grizzly တွေကိုenhance ကတိုးမြင့်တာဆိုတော့ဒီအောက်ပိုင်း48ပြည်နယ်မှာဒီ species ရဲ့ potential for recovery ဒီမျိုးစိတ်တွေရဲ့ပြန်လည်ပြီးတော့နော်ထိန်းသိမ်းခြင်းကိုတိုးမြင့်မှုရန်ဖြစ်ပါလိမ့်မယ်တဲ့ and estimated ခန့်မှန်းခြေအဖြစ် grizzly bear တွေကဘယ်လောက်လဲဆိုတော့ 50,000 နော် 50,000 grizzly bear တွေက live in the contiguous United States ဆို United States နဲ့ဆက်ဆက်နေတဲ့နော်ဆက်ဆက်နေတဲ့ real ဆိုတာကဘာဖြစ်တာလဲဆိုရင်အရင်ဥစွာဆက်ဆက်နေတဲ့ European settlement နော်ဥရောပအခြေစိုက်တဲ့ဇီကိုအရင်ဥစွာဆက်ဆက်နေတဲ့ United States ထဲမှာအစတုန်းကတဲ့ဟလား grizzly bear တွေ 5,000 လောက်ဘာဖြစ်တာလဲဆိုရင်နေခဲ့တာပေါ့နော်
grizzly bear တွေက had been eliminated ဆိုဖယ်ရှားခြင်းခံရတာဖြိုခွဲခြင်းခံရတာနော် eliminated ပြီးဖယ်ရှားခြင်းခံရတာဖြိုခွဲခြင်းခံရတာ from approximately 98% of their historic range in the lower 48 state အဲ့ဒီ48 state မှာ historic range ဆိုတမိုင်းစဉ်တခြား68 ရာခိုင်နှုန်း approximately နီးပါး eliminated ဖယ်ရှားခြင်းခံခဲ့ရပြီအဲ့ဒါတော့တူတင်းမှာ approximately 1000 or 1100 grizzly bear 1000ဒါမှမဟုတ်ရင်1100လောက်ကပဲ remain ကျန်ရှိနေတာ in 5 scatter population of Montana, Idaho, Wyoming and Washington အဲ့မှာပဲသူက1100လောက်ပဲကျန်တော့တာပေါ့နော်68ရာခိုင်နှုန်းက elimination လုပ်ခံရတော့ only 2 year in the country ဒီတိုင်းပြည်က2 area နှစ်ခုပဲပေါ့နော် the Yellowstone ecosystem နဲ့ the Northern Continental Divide ecosystem which include Glacier National Park and the Fort Marshall Wilderness Park တဲ့ဒီ country က area နှစ်ခုမှာပဲတဲ့ have population of several hundred grizzly တွေရာပေါင်းများစွာဟလာရှိတယ်ပေါ့နော် the other 3 population have approximately 5 to 50 grizzly bear each ကျန်တဲ့9နိုင်ငံလို့ပြောရနော်9ပြည်နယ်လို့ပြောရအဲ့က9ပြည်နယ်မှာ3ပြည်နယ်မှာပဲဒါရှိပြီးတော့ဒီ population တွေက approximately 9ကောင်နဲ့အကောင်50 grizzly bear each ဒီလောက်ပဲအတိအကျရှိတော့တယ်လို့ပြောထားတာအဲ့ဆိုနံပါတ်2မှာနားမလည်တဲ့နေရာရှိလား ရှိလားရှင် အဲ့ကြတော့ number 3 ကိုသမီးဖတ်ပါအောင် The grizzly bear is a native species of the Bitterroot ecosystem and The grizzly bear is a native species of Bitterroot ecosystem and was common there. Grizzlies were eliminated from the Bitterroots by the 1940s. After a century of intensive persecution of all the remaining unoccupied grizzly bear habitat in the lower 48 states, the Bitterroot Mountains wilderness area has the best potential for grizzly bear recovery. This area has the components of quality grizzly bear habitat. As such, the Bitterroot ecosystem offers excellent potential to recovery a healthy population of grizzly bears and boost long-term survival and recovery prospects for the species in the contiguous United States. Recovery of endangered species and their removal from the list of endangered species is the ultimate goal of the Endangered Species Act. Okay. So, really, a small plant in the Bitterroot was sisters or a tap on see what there was. Hey, I'm a quarter of see what a tap or no, a tap. Suddenly, she was a nip or no, she was a nip of your genera. Okay, set your arm. The next, we are. Okay. Tenderling, when I go anyway, so not a family. Okay, Bitterroot, look at no Bitterroot. The grizzly bear is a native species of the Bitterroot ecosystem. Bitterroot ecosystem is raw. This was a nip, no? This was a nickel. Native species they get. This was a nip, but the power music pit depot. Once common here, raw. တခါတော့ကဒီနေရာမှာအများကြီးရှိခဲ့တာပေါ့ grizzly တွေဒီဝဲရ eliminated